very very အရင်ပဲဘာမျိုးစားလဲဆိုလို့ရှိရင်程度副词程度ဆိုတာက degree ပမာဏ副词ကကရိယာဝိသေသနာအဲကြောင့်မောင်လေးဒီ副词ကရိယာဝိသေသနာလို့ပြောလိုက်တာ ਨੇ ဘယ်မှာနေမှာတော့ကရိယာရဲ့အရှိမကရိယာကရိယာရှိမှနေမှာဒီသူဒီကရိယာဝိသေသနာအမျိုးအစားဖြစ်တယ်ဆိုပေမဲ့ तू ကခုနပြောတဲ့ဟို会လို့ဘာလို့ပုံစံမျိုးနံရွံ့副词မဟုတ်ဘူး model verb မဟုတ်ဘူး तू ကဘာလဲဆိုရှင်ပမာဏပြကရိယာဝိသေသနာဒီမှာနော်ပမာဏပြကရိယာဝိသေသနာဘာထူးခြားချက်ရှိလဲဆိုလို့ရှိရင်သူ့ရဲ့အနောက်မှာနေတဲ့ verb ကနာမဝိသေသနာအမျိုးအစားအဲ့လိုလဲဆိုလို့ရှိရင်ဒီဟာဒီအရန်ပဲဆိုတော့ဒီပမာဏနည်းနည်းကိုဖော်ပြချင်တာကအများကြီးကိုဖော်ပြချင်တာလားအဲ့ဒါကိုပြောလို့ရှင်းအောင်စစ်သဘောတဘာဝဆိုရှင်းစကပြောရလေညမဝိသေသနာရဲ့သဘောတဘာဝဘာလဲဆိုလူတို့မဟုတ်ပစ္စည်းတစ်ခုရဲ့ထူးခြားတဲ့ဇယိုက်လက္ခဏာကိုဖော်ပြတယ်ဥပမာဆိုလို့ရှိရင်မောင်လေးဆိုလို့ရှိရင်ပိန်လားဝါလားရုပ်ဆိုးလားရုပ်ချောလားတော်လားညံ့လားအဲ့လိုဟာတွေအရှိကနေပြီးတော့ထူးခြားအောင်ပို့ပြီးတော့ထူးပြပေးမှာဥပမာမောင်လေးကတော်ရယ်ဆိုလို့ရှိရင်ဘယ်လောက်ပမာဏတော်တာလဲတားတော်ရယ်ဆိုခံပေါ့မတော်ဘူးဆိုလို့ရှိရင်သူရဲ့ဖုန်တိပုံစံကပူပေါ့